အားလုံးပဲမင်္ဂလာပါရှင်မိုင်းရအခုတောင်ဝင်စန္ဒဆိုင်မှာရှိတယ်မိုင်းတို့လက်ခတ်တဲ့အထည်ဆိုင်ကိုရောက်ရှိနေတာဖြစ်ပါတယ်အခုဘာလို့လာလဲဆိုတော့ဆိုင်မှာမိုင်းရအပြင်ဝတ်ကလေးနေနဲ့မိုင်းရအခုရောက်လက်စားနဲ့ပေါ်တက်ကလေးတွေမိုင်းရရွေးနေတာပေါ့နော်ရွေးနေနဲ့ချစ်ရတဲ့သူတွေကိုလည်းလက်စားနဲ့မိုင်းတို့လက်ခတ်တဲ့မှာရရှိတဲ့အပေါ်တက်ကုတ်ကလေးတွေကိုမိုင်းပြပေးခြင်းလို့ပါအခုတော့မိုင်းအပြင်သွားရင်းနဲ့နည်းနည်းလေးအေးလာလို့ပေါ့နော်ဒီအပေါ်တက်ကလေးမိုင်းအတွက်ယူမယ်ဆိုပြီးလာရင်းနဲ့မိုင်းဒီဗီဒီယိုလေးလုပ်ဖို့စိတ်ကူးလေးရသွားလို့ပါရှင်မိုင်းဦးပြမယ်နော်အခုလိုရာသီဥတုပေါ့နော်အရန်လည်းမအေးတဲ့ဟာမျိုးနောက်တစ်ခါအဲကွန်ကန်ထဲမှာမီတင်ထိုင်တဲ့အခါမှာအသုံးပြုလို့ရအောင်ဆိုပြီးတော့မိုင်းရဒါမြန်မာဝတ်စုံလေးနဲ့လည်းလိုက်ဖက်ဖို့အတွက်မိုင်းရထုတ်လာတာဖြစ်ပါတယ်ဒါလေးတွေကဆိုလို့ရှိရင်မိုင်းရင်တို့မြန်မာဝတ်စုံနဲ့ဆိုပေမဲ့လည်းအပြင်ဝတ်ကလေးတွေနဲ့လည်းလိုက်ဖက်နေတာကိုတွေ့ရပါတယ်ဒါကြောင့်မိုင်းဦးပြမယ်နော်ကဲရွေးချယ်ကြအယောင်စုံတာမို့လို့ဘယ်အယောင်လေးကြိုက်တယ်ဆိုတာလဲမိုင်းကို comment လေးမှာမှတ်ပေးခဲ့ပါဦးစိုက်နှစ်သက်တဲ့အယောင်လေးတွေကိုလည်းအားပေးလို့ရပါတယ်ရှင်